ဟုတ်တကယ်တမ်းကလေငါတို့ကလေဤတုံဆွေထွေးမှလေအညာခံလိုက်ရတာပေါ့နော်ဘာလို့ဆိုရင်အခုဒီမကြီးဖက်ကားကိုဖတ်ပြီးတော့အိတ်ညာကွာလက်ကတင်လာလှမ်းကြည့်ရောမျိုးလုံးကလှမ်းကြည့်ရဖွင့်ကြည့်လိုက်ပြန်မိတ်လိုက်နေမှာဂရီမမောင်ပက်လက်ကြီးမှာအေးခင်းခင်းမို့ချထားတာတော့အပြက်တက်ကိုစော့ပြီးတော့အဲ့လိုလေးပေါ့ရတဝက်လောက်ကိုခုနမှာပြီးဆက်ခင်းမယ်ဆိုပြီးတော့လှုပ်ထားတော့ तू ကအမလီအညာခံလိုက်ရတာပါအေးပလဲတလုံးရွဲတလုံးမျက်လုံးလေးနဲ့အော်ကြောဆာအမကြောဆာအမလီအမီအမလီတော့ငါမျက်လုံးလေးဝင်းကြည့်ပြီးတော့အမီလောက်ပြရုပ်ကငါကြွေစင်းကျန်တဲ့လူကမသိဘူးဟဲ့ဒီမေကကြွေစင်းရေးပြောလုံညာကြည့်ပါဦးအေးတဲလေးသမီးလေးရဲ့လှုပ်တက်ကလေးအေး